ရှမ်းပြည်နယ်ကလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ကိုတင်ပို့မဲ့လက်နက်မျိုးစုံကြီးစံတသိန်းကျော်နဲ့ဝင်းပြစ်ဒုံးကြီးတွေထိုင်းနိုင်ငံမှာဖမ်းဆီးမိခဲ့ပါတယ်ခွန်ဘတ်တာသတင်းပေးပို့ထားပါတယ်ခင်ဗျာအခုဖမ်းမိတဲ့လက်နက်အရေးအတွက်ကတော့ထိုင်းနိုင်ငံမှာဖမ်းဆီးရမိတဲ့အထက်မှာအများဆုံးအရေးအတွက်ဖြစ်ပါတယ်ပွိုက်88G 1000ကျော်တဘူးကူ31,600တောက်ပါတဲ့ M16G ကိုဘူး9.6နှစ်မမ29,000ကာဘိုက်ကြီး3800ပွိုက်50မမ250ဒုံးကြီး4လဲနဲ့ရိုးရိုးဒုံးကြီး3ခုစုစုပေါင်းကြီးတောက်3,900ကျော်ကိုဇွန်လ14ရက်နေ့မနေ့2နာရီကျော်ကဖမ်းဆီးရမိလိုက်တာပါဒါနဲ့ပတ်သက်ပြီးမဲဟန်ဆောင်ခရိုင်ဝန်ကဇွန်လ14ရက်နေ့မနေ့မှာပဲသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်မဲဟန်ဆောင်ခရိုင်ဘက်မှလက်နက်တွေတင်ဆောင်လာဖို့ရှိတာကိုကြိုတင်သတင်းအချက်အလက်ရရှိထားပြီးရဲတပ်ဖွဲ့ဝင်တွေကရဲအမခွန်85ခွန်ငွေရောင်နီဆန်ဟင်းလက်ကားကိုနောက်ရောင်ခံခဲ့ပြီးဂျီဆန်တွေကိုဖမ်းဆီးရမိခဲ့တယ်လို့ခရိုင်ဝန်ကပြောပါတယ်အဲ့ဒီကားပေါ်မှာကာဘိုက်ကြီး960တောက်.88G 2900နဲ့ AK47G 1000ကျော်ကိုဦးစွာဖမ်းဆီးမိတယ်လို့ပြောပါတယ်ဆက်လက်ပြီးမဲဟန်ဆောင်မြို့ပန့်ကုန်းမိုက်စာပြွားမှာအင်အမ85မြေဆောင်9မှာစစ်ဆေးရမှာလဲကြံတဲ့လက်နက်တွေကိုထပ်မံဖမ်းဆီးရမိတယ်လို့ဆိုပါတယ်ဂျီဆန်တင်ကားမောင်းသူဟာအမနဲ့ထောက်ပို့တာကရခမ်ဘူနိုင်စုမိတ်စီတာဖြစ်ပြီးဘေးမှာနိုင်ဂျွန်ဒီယာစဝန်ဒီကလိုက်ပါလာကြောင်းနဲ့ဒီလက်နက်တွေကိုရှမ်းပြည်မြောက်ပိုင်းကတိုင်းရင်းသားလက်နက်ကန်အဖွဲ့တစ်ဖွဲ့စီကိုပေးပို့ဖို့ဆရဘူရီခရိုင်ဘက်ကတည်ဆောင်လာတာဖြစ်ပြီးဒါဟာဒုတိယအတုပ်ပေးပို့တာဖြစ်ကြောင်းဝန်ခံခဲ့တယ်လို့ဆိုပါတယ်ကျွန်တော်ခွန်ဘတ်တာပါ